Daily Dose by Curie Channel မှာ Curie ဖြစ်ပါတယ်ဒီနေ့မှာတော့ Curie လိုချင်တဲ့စိတ်ကူအိမ်မက်တွေရီမန်းချက်တွေကို Digital Fashion Board အဖြစ်အတူတူပြောင်းလဲဖန်တီးကြမှာဖြစ်ပါတယ် Fashion Board ဆိုတာကကိုဖြစ်ချင်တဲ့ဆန္ဒတွေစိတ်ကူအိမ်မက်တွေကိုကိုယ့်ရဲ့မျက်စိရှိမှအမြဲတမ်းမြင်တွေ့နေရအောင်မမေ့မလျော့အောင်ထပ်ပုံစားသားတင်ဂီတတွေအသုံးပြုပြီးတော့စုစည်းဖန်တီးထားတာဖြစ်ပါတယ်ကိုတကယ်ဘာဖြစ်ချင်လဲဆိုတာကိုမျက်စိရှိမှနေ့တိုင်းမြင်နေရတဲ့အခါမှာဒီပန်းနိုင်ကနေလမ်းချော်မသွားတော့ဘဲနဲ့အာရုံစူးစိုက်မှုပိုကောင်းလာစေတယ်။ပြန်မတဲ့အချိန်တွေမှာလည်းကိုယ့်ရဲ့အိမ်မက်တွေကိုကြည့်ပြီးတော့ပြန်ပြီးစိတ်ခွန်အားယူလို့ရမယ်။ကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုတိတိကျကျပုံဖော်ထားခြင်းကဒီအိမ်မက်တွေစီကိုလင်းလင်းမြမြရောက်ရှိသွားစေနိုင်တဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ကိုယ်ပိုင် fashion board လေးတစ်ခုလုပ်ဖို့စိတ်ဝင်စားရဲဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ပေးသွားပါဦးနော်။ကိုစိတ်ချပုံဖော်ထားတဲ့ fashion board လေးကိုနေ့တိုင်းမြင်တွေ့ရင်စိတ်ကူပုံဖော်ရင်းနဲ့အိမ်မက်တွေစီကိုအမြန်ဆုံးရောက်ရှိနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးသိချင်တာတွေရှိရင်လည်း comment မှာမေးထားခဲ့လို့ရပါတယ်အဆုံးထိကြည့်ရှုပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင် channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်